မင်္ဂလာဆောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့မွန်လူမျိုးတွေရဲ့ delay မွန်လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ပေါ့ပပအကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ကျွန်တော်တို့မွန်ရွာတွေရောက်ရင်လမ်းမတွေပေါ်မှာလမ်းကိုခွပြီးတော့စောက်ထားတယ်ပေါ့နော်အဆောက်အဦလေးတွေကိုတွေ့ရမှာကျွန်တော်တို့မွန်လူခေါ်တော့ရုံတန်ရုံဆိုတဲ့ဟာကယုံတော့ဟိုပမာလို့ပြန်ရင်တန်ဆိုတာကတော့ဒါနကောင်းမှုကုသိုလ်ပြုတဲ့နေရာပေါ့နော်ရုံတန်ဟိုကောင်းမှုကုသိုလ်ပြုတဲ့ယုံဟိုပမာလို့ဓာတ်ရိုက်ပြန်တော့ဒါကကျွန်တော်ဆွန်းလောင်းစရက်လို့သုံးလို့ရတာပေါ့လေဒီဆွန်းလောင်းစရက်ပုံစံကကျွန်တော်တို့မွန်လူမျိုးတွေရဲ့ဟိုဝိသေသတစ်ခုလို့ပြောလို့ရတယ်သူ့ရဲ့ပုံစံကအရန်ရိုးရှင်းတယ်ဟိုခွပြီးတော့သူကစောက်တယ်တစ်ဖက်မှာဆိုရင်15ပေ20လောက်ထိုင်ကုန်လေးလောက်တာမယ်ဒီဘက်မှာဆိုလဲ15ပေ20လောက်ထိုင်ကုန်လေးလောက်တာမယ်တချို့နေရာမှာဆိုရိုးစင်လေးပါတွဲပြီးထဲတာပေါ့နော်ပြီးရင်တန်ဃာတော်တွေကဆုံးလန်ကြွလာတဲ့အချိန်မှာလူတွေကဒီတစ်ဖက်တစ်ချက်ကနေဆုံးလောင်းကြတယ်ရွယ်ချက်ကတော့တန်ဃာတော်တွေနေမထိမိုးမထိပဲနဲ့တတ်ဖြစ်အောင်ဟိုဆုံးလောင်းတဲ့လူတွေတတ်ဖြစ်အောင်အဲ့ဒီရွယ်ချက်နဲ့ဒီဆုံးလောင်းစရက်ကိုစောက်ကြတာပေါ့လေအဲ့တော့ဒီရွာတရွာမှာဆိုဆုံးလောင်းချက်တွေကအများကြီးလမ်းတိုင်းမှာရှိတယ်ကိုရွာလူတွေအကုန်လုံးဟိုကိုလမ်းထဲလူတွေအကုန်လုံးစုပြီးတော့မနှက်ကြရင်အောင်ဆုံးလောင်းကြမယ်နေကင်းကြနေဆုံးလောင်းကြမယ်ဒီနေရာမှာပဲဆုံးလောင်းကြတာပေါ့သူရဲ့ဒီစရက်ရွယ်ချက်ကဆုံးလောင်းဖို့တစ်ခုတည်းတော့မဟုတ်ဘူးเนาะဟိုနောက်တခြားအချိန်တွေမှာဆိုရင်ရရွာလူတွေထိုင်ပြီးတော့ဟိုစကားပြောကြမယ်လူငယ်တွေအပြိုလူပြိုတွေလည်းစုပြီးစကားပြောကြမယ်စသဖြင့်ဒီနေရာကတော်တော်လေးကိုကျွန်တော်တို့မွန်လူမျိုးတွေအတွက်အသုံးတဲ့နေရာလို့ပြောလို့ရတာပေါ့နော်အခုတော့ဟိုစောင်းစဲရဲ့မူလပုံစံကတော့တစ်သားနဲ့လောက်ကြတယ်အလဲမှာဆိုအမိုးပေါ့နော်အခုကတစ်တွေကရှားလာတဲ့အချိန်မှာဟိုတစ်သားအစားပေါ့နော်ဟိုကွန်ကရစ်နဲ့အခိုင်မှာလုပ်တဲ့စောင်းစဲတွေရုံတန်တွေဟိုနေရာတော်တော်များများမှာတွေ့လာတယ်ပြီးရင်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့လမ်းတွေချဲ့တယ်ကားတွေမလွတ်တဲ့ဇလန်းတွေဖြစ်လာတော့ဒီရုံတန်တွေကိုကျွန်တော်တို့ရဲ့မူလပိတုကပုံစံအတိုင်းမဟုတ်တော့မနဲ့လမ်းတစ်ဖက်ထဲကိုပြောင်းပြီးတော့ဗောနော်တစ်ဖက်ဆောင်းလောင်းစရက်တွေလောက်လာတာလဲရွာတော်တော်များများမှာတွေ့ရရတယ်အရင်မူလလက်ရပုံစံကတော့လုံးဝလမ်းကိုခွာလာတဲ့ပုံစံအလယ်မှာကတော့ပေါင်းမိုးနေဗောနော်အဲ့ဒီပုံစံကဒါကျွန်တော်တို့ရဲ့မူလလက်ရပါအခုလက်ရှိအသစ်ပေါ့နော်ဒီလမ်းချဲလာတာမြောင်းဖော်လာတာစသဖြင့်နေရာအခက်ခဲကြောင့်အရင်ပုံစံမျိုးမဆောက်နိုင်တော့ဘဲနဲ့လမ်းဘေးနားမှာပဲတချမ်းထဲမှာဆောင်းလောင်းစရက်တွေကိုတစ်သားနဲ့မဟုတ်ပဲနဲ့ကွန်ကရစ်နဲ့ဆောက်တဲ့ဆောင်းလောင်းစက်တွေတော်တော်များများကိုတွေ့တာအခုဇင်ကြိုက်တို့ဘာလို့ဆိုမှဆိုရင်ရွာထဲလမ်းတွေမှာဆိုရင်ဒီဆောင်းလောင်းစက်တွေအများကြီးတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မွန်လူမျိုးတွေကဘာသာတရားကိုအရန်ကိုင်းဆိုင်တယ်အလှူတိုင်းရက်ရောတယ်ဟိုအသိန်းဖွဲ့နဲ့နေတယ်ဆိုတော့ပြရုပ်လို့လည်းပြောလို့ရတယ်ဒါတွေကလူမျိုးတစ်မျိုးရဲ့လက္ခဏာလည်းဟုတ်တယ်လို့ယဉ်ကျေးမှုအမွေအနှစ်လို့လည်းပြောလို့ရတယ်ကမ္ဘာပေါ်မှာ World Heritage Site ဆိုတော့လောက်ထားတာရှိတယ်ကမ္ဘာယဉ်ကျေးမှုဟို UNESCO ကသတ်မှတ်တာပေါ့နော်ကမ္ဘာယဉ်ကျေးမှုအမွေနှစ်နေရာတွေပေါ့ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ်ဥပမာဆိုဗမာလူမျိုးတွေအတွက်အထွတ်မြတ်ဆိုပကံဆိုတာကမ္ဘာယဉ်ကျေးမှုစီးရင်ဝင်ပဲရခိုင်နေမှာဆိုရင်လည်းကျွန်တော်တို့မြောက်ဦးဇေဒီပေါ့နော်နောက်ကမ္ဘာယဉ်ကျေးမှုအမွေနှစ်စီးရင်လည်းမပါသေးမနဲ့လက်ရှိ UNESCO ထိုင်းနေထားတဲ့နေရာတွေဆိုလည်းရှိတယ်ဥပမာရှမ်းမှာဆိုရင်အင်းလေးကန်တို့ပါတို့စသဖြင့်ဥပမာကချင်မှာဆိုခါကာဘော်ရာစီတောင်တို့ဒါပေမဲ့ကျွန်တော်တို့မွန်မှာဝန်းနေစရာကောင်းတယ်ဘာမှပြစရာမရှိဘူးဖြစ်နေတယ်တချို့ဒီနေရာပြောမင်းကြိုက်ထီးရိုးရှိတာပဲလို့စသဖြင့်ပြောကောင်းပြောမယ်တကယ်ကကြိုက်ထီးရိုးတို့ပါလို့ဆိုတာကကမ္ဘာ့ယဉ်ကျေးမှု World Heritage စီးရင်လည်းဝင်ဖို့မလွယ်ပါဘူးအဲ့လိုမျိုးဖြစ်ရတဲ့အကြောင်းတရားဘာကြောင့်လဲဆိုတော့မူလလက်ရာကိုပြင်ဆင်လိုက်တဲ့အတွက်ကမ္ဘာအမွေနှစ်စီးရင်ဖြစ်ဖို့ခက်ခဲသွားတာပါဥပမာကြိုက်ထီးရိုးဆိုအခုလက်ရှိမှာဆိုရင်အဆောက်အဦတွေအများကြီးဆောက်လိုက်တယ်ဟိုရင်ပြင်ပေါ်မှာဟိုစသဖြင့်ပေါ်တော့ငကိုမူလလက်ရာကိုတွေးဖယ်ပြီးတော့အစောအသစ်တွေလုပ်တဲ့အတွက်ဒီကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်စည်ရင်းကနေဝင်ဖို့ခက်ခဲသွားတာပေါ့လေအဲ့လိုပဲကျွန်တော်တို့ဟိုရှမ်းကိုသွားရင်လည်းဟော်နန်းတွေရှိတယ်ဒါဟိုစော်ဘွားတွေဒါဆိုရှမ်းလူမျိုးတွေတကယ်ဂုံချက်တွေပါကျွန်တော်တို့လူမျိုးတွေကြမွန်နေမှာကြတော့ယဉ်ကျေးမှုအမွေနှစ်လို့ပြောရင်ကျွန်တော်တို့ကစာပေတို့ဂီတတို့သပင်ဟိုအကတွေပဲကျွန်တော်တို့ယဉ်ကျေးမှုအမွေနှစ်လို့ထင်တယ်တကယ်မဟုတ်ဘူးယဉ်ကျေးမှုအမွေနှစ်ဆိုတာကဒီလမ်းဘေးနားမှာစောက်ထားတဲ့ဇရက်ဆွလောင်းဇရက်ရုံတန်ကအစကျွန်တော်ရှေ့ဟောင်းဖုံးချောင်းလက်ရာတွေအစုံဒါတွေအားလုံးကယဉ်ကျေးမှုအမွေနှစ်တွေပဲကျွန်တော်မွန်နေရဲ့ပိတုကလက်ရာကျွန်တော်မွန်နေဘိုးဘွားဘေးပင်တွေခါနေအစစ်စစ်လက်စစ်ကန်ခဲ့တဲ့အမွေတွေဟိုဒါတွေလည်းကျွန်တော်မွန်မျိုးသိစေချင်တာပေါ့နော်ဒီနေ့ခေတ်မှာကျွန်တော်မွန်ဖုံးချောင်းတော်တော်များဟိုမူလလက်ရာကိုဖြတ်တယ်အသစ်ပြန်ဆောက်ကြတယ်ဟိုကျောင်းအိုလို့ဟိုစကပုံလည်းရှိတာဟိုလူအိုပန်းပန်ကျောင်းအိုမွန်းမှန်ဆိုကျောင်းအိုလို့မွန်းမှန်ရတယ်
အဲ့ဒီကတော့လက်ခံပါတယ်ဒါပေမဲ့တစ်ခါကြတော့လည်းဒီမူလလက်ရာလုံးဝပြည့်ယွင်းသွားတဲ့အထိအသစ်ပြန်ဆောက်လိုက်တော့နောက်တစ်ချိန်မှာကျွန်တော်တို့မွန်ဖုံးချောင်းတွေဘယ်လိုပုံစံလဲဆိုတာကျွန်တော်တို့သားစဉ်မျိုးဆက်ကိုပြောပြစရာတော်တော်လေးခက်ခဲသွားမှထင်ပါတယ်ဒါကြောင့်မို့ဟိုဒီရှေ့အောင်လက်ရာတွေကိုထိန်းသိမ်းစားစေခြင်းနဲ့စိတ်စေတနာကျွန်တော်ဒီ blog ကိုရိုက်ကူးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီရှေ့အောင်အမွေနှစ်ကိုထိန်းသိမ်းဖို့ဘယ်လောက်အရေးကြီးလဲဆိုရင်ဥပမာမလေးရှားနိုင်ငံပီနန်းကိုသွားလိုက်ရင် Georgetown ဆိုတဲ့မြို့ဟောင်းရှိအဲ Georgetown ရဲ့လမ်းမတွေဆိုရင်အရင်တယောက်အိမ်လေးတွေပဲတွေ့ရတယ်ဟိုးကွန်ကရစ်အိမ်ဟောင်းတယောက်ဟိုပန်းခတ်လေးတွေနဲ့သူတို့အဆောက်အဦတွေစောင့်ချင်တယ်ဆိုရင်အထက်မြင့်စောင့်ချင်အဲ့ဒီအိမ်ဟောင်းရဲ့ဟိုးအနောက်မှာပဲတိုက်တလောက်စောင့်ပေ20ဟိုအထက်20 30စောင့်ကြတယ်အဲ့လိုပဲကျွန်တော်စင်ကာပူသွားမယ်ဆိုရင် China Town တရုတ်တန်းသွားရင်လည်း China Town လမ်းဘေးနားမှာဆိုတရုတ်အိမ်ဟောင်းဟိုးအရင်လွန်ခဲ့တဲ့နှစ်100အိမ်တွေကြီးပဲရှိတယ်လုံးဝပြန်ပြင်ခွင့်မပေးဘူးနော်ဟိုပြင်လို့ရအသစ်စောက်ခွင့်ဖြိုခွင့်မပေးဘူးအဆောက်အဦစောက်ချင်လားထပ်မြင့်စောက်ချင်လားထပ်450စောက်ချင်လားအဲ့ဒီအိမ်ဟောင်းတွေရဲ့အနောက်မှာပဲသူကစောက်ခွင့်ပေးတယ်အဲ့လိုပဲမှာတရုတ်နိုင်ငံပေကျင်းကိုသွားမယ်ဆိုရင်လည်းပေကျင်းဒီအရင်တော့တရုတ်နန်းတော်ဘေးနားမှာရှိတဲ့ area တွေဆိုရင်အရင်အိမ်ဟောင်းလေးတွေပဲအိမ်ကနှစ်100 200တကယ်ဟိုအိမ်ပြိုပြက်ခံနေပြီဒါပေမဲ့တရုတ်အစိုးရမပေးဖြတ်ဘူးအထက်450စောက်ချင်လားအဲ့ဒီနောက်မှာစောက်ကွန်ဒိုတွေဟို shopping mall တွေစောက်ခွင့်ပေးတယ်အဲ့ဒါဘာလဲဆိုတော့ရှေးဟောင်းအမွေနှစ်ကိုထိန်းသိမ်းထားတာသူတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်ကိုသူတို့ထိန်းသိမ်းထားတာဥပဒေနဲ့ကိုပြဋ္ဌာန်းပြီးခိုင်မာထိန်းသိမ်းထားတာဟိုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေမှာလည်းဒီဆွန်းလောင်းစက်မှာဆွန်းလောင်းနေတဲ့ပုံတွေတန်ခါတော်တွေကိုဆွန်းလောင်းနေတဲ့ပုံတွေရှိရင်လည်းတခြားလူတွေလည်းကြည့်လို့ရအောင် comment မှာဝင်မြပေးစေချင်ပါတယ်ဒါမှကျွန်တော်တို့မွန်လူမျိုးရဲ့ delay ကျွန်တော်တို့မွန်လူမျိုးပြည်သူကကျွန်တော်တို့မွန်လူမျိုးရဲ့ယဉ်ကျေးမှုလက္ခဏာတစ်ခုကိုကျန်တဲ့လူမျိုးလည်းကြည့်ရှုပြီးဂုဏ်ယူဝန်းကြွားနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တန်ကုန်ပုံမလုံးတာ